ခင်မွန်းကြီး10ပါးအကျိုးများဗုဒ္ဓဘာသာဝင်တိုင်းမှန်လျင်ခင်မွန်းကြီး10ပါးကိုကြားဘူးနာဝရှိကြလိမ့်မယ်လို့ထင်ပါတယ်လူကြီးသူမများစီကလည်းခင်မွန်းကြီး10ပါးကိုမစော်ကားတဲ့ကြောင်းကိုလည်းခဏခဏကြားဘူးကြလိမ့်မယ်လို့ထင်မဲ့ရပါတယ်ခင်မွန်းကြီး10ပါးကိုပူဇော်ရင်ရောဘာအကျိုးတွေရမလဲဆိုတာကိုတော့လူကြီးသူမတွေကနေပြီးရှင်းပြတဲ့အလေးအထသိမရှိကြပါဘူးတရားတော်တွေနာယူမှသာလျှင်ဘလို့အကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတာကိုသိရှိရတာပဲဖြစ်ပါတယ်ခင်မွန်းကြီး10ပါးကိုနေ့တိုင်းပူဇော်မယ်ဆိုရင်တော့ကောင်းကျိုး10ပါးရရှိမှာပဲဖြစ်ပါတယ်ကောင်းကျိုး10ပါးတွေကတော့အစာရေစာရှားပါမှုမရှိခြင်းရောက်လေရာအရက်မှာလေးစားမှုခံရခြင်းရန်သူမျိုး၅ပါးနဲ့ကင်ဝေးခြင်းလူချစ်လူခင်ပေါ်ခြင်းလူပုံအလယ်မှာတင့်တယ်စွာနေနိုင်ခြင်းကောင်းတဲ့ကြော်စောခြင်းအချွေးအယံများခြင်းစီးပွားဥစ္စာတိုးတက်ခြင်းဘေးဒုက္ခကြုံသောကုညီခံရခြင်းသားကောင်းသမီးကောင်းရခြင်းစားတဲ့ကောင်းကျိုး10ပါးကိုရရှိမှာပဲဖြစ်ပါတယ်ဒီတော့ဗုဒ္ဓဘာသာမှန်ရင်ခင်မွန်းကြီး10ပါးကိုမမေ့မလျော့ပဲရှင်ထဲမှာနှလုံးသွင်းထားပြီးပူဇော်ဖို့အတွက်ကိုတိုက်တွန်းလိုက်ရပါတယ်